ကဘာမြေကြီးရဲ့ဆွဲအားက9စက္ကန့်လောက်ရက်သွားမယ်ပျောက်သွားမယ်လူတွေနဲ့အရာဝတ္ထုတွေအားလည်း9စက္ကန့်လောက်လေပေါ်မှာလွင့်နေမယ်ဆိုတဲ့ကောလာဟာလာတစ်ခုကို NASA ဘက်ကနေပြီးတော့တရားဝင်ထုတ်ပြန်ချက်ထုတ်ပြီးတော့အပြင်းထန်ကိုညှင်းဆိုလိုက်ပါတယ်။ဩဂုတ်လ12ရက်နေ့မှာဖြစ်မယ်လို့ကောလာဟာလာတွေထွက်ခဲ့တာပါ။အဲ့ဒါတွေအပြင်ကမှ89ဘီလီယံတန်ဖိုးရှိတဲ့ Anchor လို့ခေါ်တဲ့ project တစ်ခုကို NASA ဘက်ကနေပြီးတော့တိတ်တကူစမ်းသပ်နေတယ်။အဲ့ဒီ project ရဲ့ version တချို့အားဆိုရင်လူတန်းပေါင်းများစွာသိနိုင်တယ်လို့လည်းကောလာဟာလာတွေထပ်ပြီးတော့ပြန်ခဲ့ပါတယ်။ NASA ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ကဘာမြေကြီးရဲ့ drag to စီနေတဲ့၍ကဘာမြေကြီးရဲ့ဆွဲအားလဲစီးပါမယ်ကဘာမြေကြီးရဲ့ဆွဲအားကို NASA ဘက်ကနေပြီးတော့ပိတ်လို့မရပါဘူး89ဘီလီယံတန်တဲ့ Anchor ဆိုတဲ့ခေါင်းစဉ်နဲ့ project ဆိုတာမသိကြောင်းကိုလည်း NASA ဘက်ကနေပြီးတော့ထုတ်ပြန်ချက်ထုတ်ထားပါတယ်ဒါပေမဲ့လည်းဩဂုတ်လ12ရက်နေ့မှာ solar eclipse နေကျခဲ့ပါတယ်နေကျခဲ့တာကိုကဘာအသီးသီးရနိုင်ငံအများစုမှာမြင်ခဲ့ရပါတယ်ဒီကောလာဟာလာကတက်ရောက်မှုရှိပြီးတော့အရန်ကမှနာမည်ကြီးသွားတဲ့အတွက် NASA ဘက်ကနေပြီးတော့တရားဝင်ထုတ်ပြန်ချက်ထုတ်ပြီးတော့ဖြည့်ရှင်းခဲ့ရတာပါ။မှတ်ချက်အနေနဲ့ကတော့ယူသုံးထားတဲ့နောက်ခံ background video တွေဟာအကြောင်းအရာနဲ့ light ရောနီထွေကိုက်ညီအောင်ယူသုံးထားခြင်းသာဖြစ်ပါတယ်။